Okay ကျွန်တော်တို့ debate မြန်မာနေပြန်လည်ကြိုဆိုပါရစေဒီနေ့တော့ကျွန်တော်တို့ကcrypto ကနေပြီးတော့ပတ်စံစရှာမဲ့သူတွေအတွက်ပေါ့နော်ဟို minimum risk အနည်းဆုံးနဲ့ဘယ်လိုစလို့ရတယ်လဲဆိုတော့နီလန်3ခုကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် debate မြန်မာနေပြီးတော့ဒီလိုမျိုးဗီဒီယိုမျိုးတွေကိုပုံမှန်တင်ဆက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိတ်ဆွေကစိတ်ဝင်စားတယ်ဆိုလို့ရှိရင် subscribe လေးလုပ်ခဲ့ပြီးပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့မှကိုယ့်အတွက်အကျိုးတစုံတရာရရဆိုလို့ရှိရင် like လေးပေးခဲ့ပြီးပါနော်ဆိုတော့ကျွန်တော်တို့အရင်ဆုံးပြောရမှာတော့ nothing is total risk free ပါကျွန်တော်တို့လုံးဝ risk လုံးဝမရှိဘူးဆိုတော့ဟာကကဘာပေါ်မှာမရှိပါဘူးကျွန်တော်တို့ကြိုက်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်ပါ risk ကတော့ရှိပါတယ်စားတော့ဆိုင်ဖွင့်မလားဆိုင်ပြုတ်သွားမဲ့ risk ရှိပါတယ်ကျွန်တော်တို့ဝန်ထမ်းလုပ်မလားအလုပ်ပြုတ်နိုင်ခြင်းရှိတဲ့ risk ရှိပါတယ်အဲ့တော့ကြိုက်တဲ့ဟာကိုလုပ်ကျွန်တော်တို့ risk free တော့လုံးဝမဟုတ်ပါဘူးအထူးသဖြင့်ကျွန်တော်တို့ဒီ cryptocurrency လောကမှာ risk ကများအောင်များပါတယ်အဲ့တော့ဒါကိုကျွန်တော်တို့သိရမှာအဲ့တော့ကျွန်တော်ဘာလို့မဆိုလို့ရှိရင်ဆုံးရှုံးခံတဲ့လောက်ပဲစပြီးတော့ထည့်ပါကျွန်တော်တို့မှာပတ်စံဒေါ်လာ1000ရှင်1000လုံးပြည့်မထည့်ပါနဲ့1000လုံးပြည့်ထည့်ရင်ကျွန်တော်တို့ဒါအကုန်ဆုံးရှုံးသွားရင်ကျွန်တော်တို့အတွက်ဆုံးရှုံးမှုအရင်ကြီးလိမ့်မယ်နော်အကုန်လုံးဝကုန်းကုတ်ဆန်မရှိဖြစ်သွားမယ်အဲ့တော့ဆုံးရှုံးခံတဲ့လောက်ကိုဒီပတ်စံကိုအဆုံးရှုံးခံနိုင်တယ်ဆိုတဲ့ငွေအမောင်းလောက်ကိုပဲစပြီးတော့ထည့်ဖို့ကျွန်တော်ကြံပေးခြင်းနဲ့နောက်စပြီးတော့ထည့်ပြီးတော့နောက်တစ်ဖြည်းနဲ့လုံရင်အမျက်ရလာပြီဆိုတော့ရင်အရင်ကိုထုတ်ပြီးတော့အမျက်နဲ့ပဲလက်ပတ်ဒါဆိုလို့ရှိရင်ကျွန်တော်အရင်ကိုထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ပြုတ်เสียအကြောင်းမရှိတော့နော်အဲ့တော့အမြဲနဲ့ပဲကျွန်တော်တို့အမြဲတမ်းလေပတ်နေပြီးတော့ပြန်ပြီးတော့မှကျွန်တော်တို့ပြန်ပြီးရင်းနှီးမြှုပ်နှံမှုပြန်လုပ်ပေါ့နော်စားပုံစံမျိုးသွားဖို့ကျွန်တော်အကြံပေးချင်ပါတယ်နောက်ကျွန်တော်အမြဲချမ်းသာခြင်းဆုံးရှုံးတာလည်းမြင်တယ်နော်လောဘမကြီးပါနဲ့ကျွန်တော်အတိုးနှုံးများရမယ်လို့ပြောရင်လိမ့်မှုများတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်မြန်မြန်ချမ်းသာမယ်ဒီတိုင်းလုပ်လိုက်လို့ရှိရင်မင်းတို့$1 million ချက်ချင်းရမယ်ဆိုရင်ကျွန်တော်ဒါဒီနေ့တခုလုပ်ရင်မနေ့က$1 million ရမယ်ဆိုတာကျွန်တော်သိရင်ကျွန်တော်ဘယ်သူမှမပြောကျွန်တော်ကိုယ့်ကိုလုပ်တယ်ဘယ်သူမှကိုယ့်ကိုအဲ့တော့စေတနာရှိမနေဘူးဆိုတာကိုသိရအဲ့တော့ကျွန်တော်တို့လောဘမကြီးနဲ့ပြီးတော့သူများပြောစကားလည်းမယုံနဲ့ကျွန်တော်တို့ကိုယ့်ဟာကိုလေ့လာပါအဲ့တော့ do your own research ဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်ပြောတဲ့ဟာကိုလည်းဘလိုင်းမယုံပါနဲ့ကိုယ့်ဟာကိုလေ့လာပါဟုတ်ပြီနော်နောက်ကျွန်တော်တို့ risk ကနည်းတယ်အခုကျွန်တော်တို့အခုပြောမယ့်ဟာတွေ risk နည်းတယ်အဲ့တော့ရတာလည်းနည်းလိမ့်မယ်ဒါရှင်းလေးပဲကျွန်တော်တို့က risk နည်းရတာနည်းမယ်ကျွန်တော်တို့ဘက်က risk ကိုကြိုပြီးတော့မှ cover လုပ်ပြီးတော့ကျွန်တော်တို့ရဲ့ဘဝကိုမထိခိုက်ဖို့အတွက်ကိုကျွန်တော်တို့ကရည်ရွယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ risk နည်းတာကိုပဲကျွန်တော်တို့ရွေးထားပါတယ်အဲ့ဒီအတွက်ရတာလည်းနည်းလိမ့်မယ်ဆိုတော့ကြိုပြီးတော့သိထားရမယ်နည်းတယ်ဆိုပေမဲ့ဥပမာကျွန်တော်ပြောပြမယ်နော်ဥပမာ3ရက်နဲ့1% ရမယ်ဆိုရင်နည်းလားမနည်းဘူးတကယ်က3ရက်နဲ့1% ဆိုရင်တစ်လကို10% အမြတ်ရှိတယ်တစ်လကို10% net profit ရှိတဲ့အလုပ်ဆိုတာတော်တော်ရှားတယ်အပြင်လောကမှာတော့เนาะဆိုတော့ risk နည်းတဲ့အတွက်ရတာလည်းနည်းလိမ့်မယ်ဆိုပေမဲ့ကျွန်တော်ပြန်ရတဲ့ amount တစ်ခုကတော့ရှိမှာပေါ့ဟုတ်ပြီအဲ့ဒါကိုသိပြီဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့ဆက်ပြီးတော့တွားလို့ရပြီเนาะ okay ဒီ3ခုထဲမှာ risk အများဆုံးနည်းလမ်းပါလဲဆိုလို့ရှိရင် DCA လို့ခေါ်တယ် dollar cost averaging dollar cost averaging ကိုတော့ကျွန်တော်တို့ဒီ cryptocurrency trading နဲ့ investing တင်တယ်ကျွန်တော်တို့ momentum mastery တင်တဲ့မှာကျွန်တော်အသေးစိတ်သူတို့တင်ထားပြီးတယ်ဒီမှာတော့ကျွန်တော်အကြမ်းဖျင်းလေးပြောပြပေးမယ်ပေါ့နော် DCA ကကျတော့ dollar cost averaging ဆိုတာဘာလဲဆိုလို့ရှိရင်ကြတက်ဝယ်တာအပတ်စဉ်ဒါမှမဟုတ်လစဉ်ထက်ဝင်တစ်ခုကိုထုတ်ပြီးရင် coin တစ်ခုဥပမာ bitcoin ကိုနှစ်ချီပြီးတော့ဝယ်နော်ရှင်းလေးပဲဒီလ$100ထုတ်မယ်မြန်မာငွေ9သိန်းလောက်ထုတ်မယ်ဟုတ်ပြီဘာမှမလုပ်ဘူးဒီ9သိန်းကိုကျွန်တော်ဘာလုပ်မလဲလတိုင်းလအစ1ရက်နေ့ရောက်တာနဲ့ bitcoin ကိုဝယ်ကြိုက်တဲ့ဈေးဖြစ်ပါစေ9000ကျော်ဖြစ်ပါစေ1သိန်းကျော်ဖြစ်ပါစေကြိုက်တဲ့ဈေးဖြစ်ပါစေ7000လည်းဖြစ်ပါစေ bitcoin ဝယ်အဲ့ဒါမျိုးလစဉ်9နှစ်ဝယ်သွားကြည့်သေချာပေါ့အိမ်9နှစ်ပြင်မြတ်နေပြီမိတ်ဆွေဘာလို့လဲ dollar cost averaging ရဲ့တဘောကတခါတည်းဟိုးအစမှာ9000ဆို9000 1သိန်းဆို1သိန်းပိုတန်းဝယ်ခဲ့တာမဟုတ်ဘဲနဲ့9010က9000စီခွဲပြီးဝယ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာကောင်းလဲဆိုရင်တက်နေတဲ့အချိန်မှာတက်ဈေးနဲ့မိပေမဲ့ကျနေတဲ့အချိန်မှာလည်းကျဈေးနဲ့မိတယ်ဆိုတော့အဲ့လိုမျိုး average ဖြစ်သွားဖြစ်တဲ့အတွက်ရေရှည်မှာတက်နေတဲ့ asset တစ်ခုအတွက်ကရေရှည်မှာမြတ်သွားတယ်ဆိုတော့ကျွန်တော်တို့ Binance လိုဟာမျိုးတွေမှာဆိုလို့ရှိရင် DCA လုပ်လို့ရတဲ့ကျွန်တော်တို့ဒီbot တွေရှိတယ် auto ဝယ်တဲ့ bot တွေရှိတယ်ဆိုတော့အဲ့အမျိုးနဲ့ကျွန်တော်တို့ auto invest bot လို့ကျွန်တော်တို့ခေါ်တာပေါ့နော်ဝယ်ရလို့ရတယ်အပတ်စဉ်ဒါမှမဟုတ်နေ့စဉ်ကျွန်တော်ဆို Bitcoin နေ့တိုင်းဝယ်တယ်ဟိုအရင်ကတည်းကနေတိုင်းဝယ်ခဲ့တယ်အခုဆိုကျွန်တော် portfolio ကတော်တော်ကြီးပြီးမြတ်နေပြီပေါ့နော်ဆိုတော့နေတိုင်းဝယ်နော်ပြီးရင်ဒါမှမဟုတ်နေတိုင်းမတက်နိုင်ဘူးလားအပတ်တိုင်းဝယ်ဒါမှမဟုတ်ရတယ်လာတိုင်းဝယ်ပြီးရင်ရေချေကြရင်များသွားလိမ့်မယ်ဒါသည် risk အများဆုံး
ဒါတော့မှ risk အများဆုံးဘာလို့ risk အများဆုံးလို့ကျွန်တော်ပြောချင်တာလဲဆိုလို့ရှိရင်ဒီမှာ Bitcoin တို့ဘာလို့ဆိုတဲ့ token တွေကရေရှည်မှာအမြတ်ရဖို့ 99.99% ဖြစ်နိုင်တယ်ဆိုပေမဲ့ 0.01% ကတော့ဆုံးရှုံးမှုရှိနိုင်သေးတယ်အဲဒါကြောင့်မလို့ဒီဟာဒီဆုံးရှုံးမှုဒီ၃ခုထဲမှာrisk အများဆုံးဒါပေမဲ့တခြားဟာတွေနဲ့ရှင်လို့ရှိရင် risk ကအနည်းဆုံးနေမှာပါတယ်ဟုတ်ပြီနော်တော့ကျွန်တော်တို့တခြားဝယ်ပုံဝယ်နည်းနောက်ထပ်2ခုလောက်ရှိပါသေးတယ်အဲ့ဒါကိုကျွန်တော်တင်ထဲမှာကျွန်တော်တင်ပေးတာပေါ့နော်နောက် medium risk ကကျတော့ကျွန်တော်တို့ခုနကလောက် risk မများတော့ဘူးဒါပေမဲ့ချိနေတော့ risk က and EIN ကကျွန်တော်တို့တိုက်တဲ့ exchange တွေမှာရှိတယ် big Binance မှာလည်းရှိတယ်ဘာလို့မလဲဆိုလို့ရှိရင်ဝယ်ကင်ထားပြီးတော့ထည့်ထားတယ်နီးအဲ့တော့ဒါကိုကျွန်တော်ဘာလို့ medium risk လို့ပြောရလဲဆိုလို့ရှိရင်ခုန Bitcoin တစ်ခုတည်းကိုဝယ်ပြီးတော့စုတာထက်ဒီကောင်ကအဲ့စုထားတဲ့ coin ကိုပြန်ထည့်ပြီးတော့အန်းရှာတာထက် diverse ဖြစ်တဲ့ coin တွေကိုထည့်ပြီးအန်းရှာတာပို့ပြီးတော့ကောင်းတယ်အဲ့တော့တခြားက coin တွေဝယ်လာရတယ်ဥပမာ Bitcoin ဝယ်လာရတယ် Ethereum ဝယ်လာရတယ်တခြား coin တွေဝယ်လာရတယ်တခြား coin တွေဖြစ်တဲ့ကြောင့်မလို့တခြား coin တွေပါလာပြီးဖြစ်တဲ့အတွက် Bitcoin တော့ risk မနေတော့တခြား coin တွေကဆုံးရှုံးနိုင်ကြ risk ကပိုများတာ Bitcoin ထက်ပိုများတယ်အဲ့ဒါကြောင့်မလို့တခြား coin တွေပါလာဖြစ်တဲ့အတွက်ကြောင့်မလို့ risk တွေခုနကထက်ပိုပြီးတော့များလာတယ်နော်အဲ့တော့ဝယ်ကင်ထားပြီးထည့်ထားတဲ့နေ့ကျွန်တော်တို့ coin 10ခုဝယ်မယ်10ခုကိုကျွန်တော်အန်းထဲမှာထည့်ထားမယ်ချိန်တိုင်း coin တွေအကုန်လုံးပြန်ရောင်းလိုက်မယ်အဲ့မှာအရှုံးမြတ်တစ်ခုရှိမယ်နော်အမြဲတမ်းအကုန်လုံးမြတ်နေမလို့ကျွန်တော်မစိုးလို့အခုဝယ်ထားမိတဲ့ဈေးတက်ဈေးဖြစ်နေရှုံးနိုင်တယ်ဒါပေမဲ့အန်းကနေပြီးတော့အမြတ်ရမယ်အဲ့တော့ coin တဲ့ token ပေါ်မူတည်ပြီးတော့ဈေးတက်ကြရှိနေတယ်နော်ဒါခုနကကျွန်တော်ပြောတဲ့ဟာခုနကကျွန်တော်တို့ DC ဝယ်ထားတဲ့ Bitcoin ကိုအန်းထားလို့လည်းရတယ်အဲ့တော့ဒီမှာအဓိက risk ကဘာလဲဆိုလို့ရှိရင်ကိုဝယ်ထားတဲ့ coin တွေကကိုအန်းပြီးလို့ပြန်ထုတ်တဲ့အချိန်ကြလို့ရှိရင်ဈေးအကျနဲ့ပြန်ထုတ်ရမယ်ဆိုလို့ရှိရင်ကိုအတွက်အဆုံးရှုံးမှုရှိနိုင်တယ်အဲကြောင့်ကျွန်တော် medium risk လို့ပြောတာဒါပေမဲ့ကျွန်တော်တို့ဥပမာ stable coin လိုဟာမျိုးဥပမာ USDT လိုဟာမျိုးဘယ်ချိန်ရောင်း$1နဲ့ညီနေတယ်ဆိုတော့ stable coin လိုဟာမျိုးဆိုရင်တော့ stable coin $1000ဝယ်လိုက်လေအန်းနဲ့ထည့်ထားတယ်ရတော့လောက်ယူနေမယ်ဒါဆိုရင်တော့ free medium risk ကနေပြီးတော့ risk နည်းနည်းပိုနေသွားတာဘာလို့ဆိုတော့ stable coin ဝယ်ထားတာမလို့ဟုတ်ပြီနော် okay ဒါရှိမယ်နောက်ဆုံး safest ဖြစ်ဆုံးကကျတော့ launch boost တွေเนาะကျွန်တော်တို့ Binance ကနေလာတယ်BNB လိုမျိုးနဲ့ကျွန်တော်တို့ stake လုပ်လို့ရတယ်ပို့ပြီးတော့ risk နဲ့ကျွန်တော်တို့ရှိရင် stable coins တွေခုနက USDT လိုဟာမျိုးတွေနဲ့ stake လုပ်လို့ရတယ်ကျွန်တော်တို့ဘာလို့ရမလဲဆိုလို့ရှိရင် P2P တွေဘာမှသွားပြီး USDT သွားဝယ် USDT ကိုသူတို့Binance ဆိုလို့ရှိရင် FDUSD လက်ခံတယ်အဲ့တော့ FDUSD နဲ့ပြောင်းပြီး FDUSD ကို stake လုပ် BNB လိုမျိုးကိုမှ BNB လိုချင်တယ်ဆိုလို့ရှိရင် BNB အောက်ဈေးရောက်နေဆိုလို့ BNB ဝယ်ပြီးတော့ stake လုပ်လို့ရတယ်ဒါဆိုနှစ်သီးစားဖြစ်သွားမယ် BNB ကလည်းမြတ်မယ်ခုနက BNB နဲ့ခုနအန်းနဲ့လည်းပေါင်းလို့ရတယ်ဘာလို့ဆိုတော့ BNB ကိုအန်းထဲမှာထည့်ထားလို့ရှိရင် launch pool ကိုလည်းသူက auto လှမ်းပြီးတော့ယူလာဖြစ်တဲ့ကြောင့်မလို့နှစ်နေရစားလို့ရတယ်ဒါမျိုးလည်းကျွန်တော်တို့လုပ်လို့ရတယ်ဒါ free money ဖြစ်တယ်ဘာလို့ဆိုတော့စဉ်းစားကြည့်ကျွန်တော်$1000ရှိတယ်ကျွန်တော်$1000ကိုကျွန်တော်က FTUSD ဝယ်ပြီးထည့်လိုက်တယ်ကျွန်တော်$1000ပဲကျွန်တော်ငွေလဲလို့နည်းနည်းပါးကွာလိုက်ဒေါ်လာနည်းနည်းလေးပဲကွာဟုတ်ပြီအဲ့ဒီဟာကိုကျွန်တော်က launch pool လာလို့ရှိရင် launch pool လေးပြစ်ထည့်လိုက်တယ်2ရက်ကြာမယ်3ရက်ကြာမယ်4ရက်ကြာမယ်သူ့ရဲ့ terms အရာပေါ့2ရက်3ရက်4ရက်ပြီးတဲ့အချိန်မှာပြန်ထွက်လိုက်တယ်ဒီ launch pool ကနေရလာတဲ့ token ကိုကျွန်တော်ရောင်းစားမယ်ဒေါ်လာ1000ကနေပြီးတော့ 1% ရရင်ဒေါ်လာ100ရရင် 1% နော်2ရက်3-4ရက်မှာ okay ပြီးရင်ဒေါ်လာ1000ရရင်ဒေါ်လာ1000ပဲအခုနရရဒေါ်လာ 1% ရ 0.5% ဒေါ်လာ50ရဒါဒီ free အဲ့ကျွန်တော်ခုနကပြောလို့ပဲ risk free ဖြစ်တော့ကြောင့်မလို့ရတာတော့ခုနကလောက်မဟုတ်တော့ဘူးနဲတာပေါ့ဗျဥပမာDoge coin လိုဟာမျိုးဝယ်လိုက်တာမျိုးထက်စားရင်တော့ပိုနဲမှာပေါ့ဒါပေမဲ့စဉ်းစားကြည့်အဲ့ကောင်တွေက risk ကများတယ် reward ကလည်းများတယ်အဲ့တော့ reward များလို့ကျွန်တော် risk ကိုများယူလာเนาะအဲ့ကျွန်တော်ဒီဗီဒီယိုကတော့ risk နဲ့ဆိုင်တဲ့ဟာကို minimum short နေတာဖြစ်တော့ကြောင့်မလို့ဒါဒီ risk free အဖြစ်ဆုံးဖြစ်တယ် okay အဲ့တော့ဒီမှာကျွန်တော်risk အနည်းဆုံးနဲ့အခုစပြီးတော့အခုမှစမယ် cryptocurrency journey ကိုအခုမှစမယ် beginner များအတွက်ကို risk အနည်းဆုံးနည်းနဲ့ကျွန်တော်ပြောပြခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တဲ့ဟာတွေအကုန်လုံးကိုကျွန်တော်တို့အခါအားလျော်စွာဒီ launch book လာတဲ့အခါမှာကျွန်တော်ဗီဒီယိုတင်ပေးတယ် error တွေလာတဲ့အခါမှာဗီဒီယိုတင်ပေးတယ်အဲ့တော့ free money ရမယ့်ဟာတွေအကုန်လုံးကျွန်တော်ဗီဒီယိုအမြဲတင်ပေးနေတာဖြစ်တဲ့ကြောင့်မို့လို့ဒီ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လုပ်ခဲ့ပေးပါဒီဗီဒီယိုလေးကိုအခုထိကြည့်ပေးရကျေးဇူးအများကြီးတင်ပါတယ်ကိုယ့်အတွက်အကျိုးတစုံတရာရှိရဆိုလို့ရှိရင် like လေးပေးခဲ့ပါခင်ဗျာကျွန်တော်ပြန်တွေ့ပါမယ်နော်